မကြည့်ငါ့ကိုဒုက္ခပေးတဲ့ကောင်တော်မကျေနပ်တော့မှငါ့ကိုဒုက္ခပေးတဲ့ကောင်တော်မှကောင်းစားရင်ဟမ်ငါပုံတော့မှကောင်းစားမယ်လို့ဘာဖြစ်လို့မယုံရဲတာလဲလို့သူ့ကိုသွားပြီးစိတ်ဆုံးနေမယ်အစားငါ့ကိုဒုက္ခပေးတဲ့ကောင်တော်မှကောင်းစားရင်ငါ့ကိုဘုရားသခင်တာ၍ကောင်းစားစေအောင်မယ်လို့ဘာဖြစ်လို့မယုံရဲတာလဲလို့ဟမ်ခမရစဉ်းစားတာကစိတ်တူနဲ့စဉ်းစားတဲ့အခါမှာအဲ့ဒီဟာကိုမရောက်လာတာအဲ့အတွေးခေါ်မဟုတ်လားပြောငါရဲ့ပတ်စံတော့ပြန်မပေးဘူးရှိုးထုတ်နေတာချီးတော့ပတ်စံချီးထားပြီးတော့ငါအကျွေးတော့ပြန်မပေးဘူးစားတော့မျိုးစိုးနေတာဆိုခင်ဗျာဘာဖြစ်လဲပြောဘာဖြစ်လဲကြည့်လို့ရလားမရဘူးအကျွေးတော့ပြန်မပေးဘူးဘာဖြစ်လဲကိုရှိမှတော့ဘာဖြစ်လဲဟာရှိုးတွေထုံးနေတာစပယ်ရှယ်အဲ့အကောင်းစားတွေကိုဝစ်နေတယ်ဆိုပါစို့လွယ်ထားတယ်ကြီးမရဘူးငါအကျွေးပြန်မပေးကောင်းမငါအကျွေးတော့ပြန်မပေးဘူးအဲ့တော့အကောင်းစားလွယ်နေတယ်ဖျက်ခင်ဆုံးမပါမဆုံးမတဲ့အပြင် तू ဟာကားပါထောက်ဝဲလိုက်တယ်ဟာအဲ့မှာခင်ဗျပုံခံစားပြီမဟုတ်လားအဲ့ဒါဆိုရင်ခင်ဗျဘာကိုဖျားတင်တယ်ထင်လို့လဲလို့စာမေးပွဲနှလုံးသားစာမေးပွဲဘေးနားမှာရှိပြောတယ်နှလုံးသားစာမွဲတိတ်မကြလို့ပြန်ပြန်ဘာလဲဘာစာမွေးပွဲနည်းနည်းအတန်ပြန်ကျသွားပြီနည်းနည်းပြန်တင်ပေးဘာလဲနှလုံးသားစာမေးပွဲအော်သူ့တော့ကောင်းကြီးပေးတယ်ဖေငါ့ကိုလည်းဘာလို့ကောင်းကြီးမပေးနိုင်ပါလဲသူ့အလှည့်ပြီးရင်လည်းငါအလှည့်လာမှာပေါ့ငါအလှည့်ကြရင် तू က3ဆငါက10ဆအဲ့လိုမျိုးစဉ်းစားဖို့ဖေလိုတော့ရှိတယ်ဗျဟယ်လိုဒီဆက်က set up လုပ်ပြီးပြန်ကြသွားလားအဲ့လိုလားဟုတ်လားဟုတ်နော်သူ့ဘာပြန်တိုးသွားလားမစိုးဘလို့ဖြစ်လဲနော်အခုနောက်ဟုတ်နေပြီငါသားတော်ဟုတ်နေပြီပါပြန်ကြသွားတယ်မီးဆိုင်နေမီးကစားနေတာငါတို့ပြောင်းမယ်နော်ဒီနေရာနဲ့ပြောင်းမယ်ဒါမဲ့ဆရာထည့်ထားတာမနေဘူးကွာဒါတွေအကုန်ပြန်ဖြုတ်လည်းမကောင်းတော့ဘူးဒါတွေကမကောင်းဘူးပြန်ဖြုတ်ပြီးမြန်မာပြည်ပြန်ပို့ပဲရရင်ဟာမကောင်းတာလေမြန်မာပြည်ပို့တာလည်းမကောင်းပြန်ဘူးအဲ့ဒါမချစ်ဆရာပြောမယ်နားထောင်နှလုံးသားကောင်းစားရင်အရာရာဆိုတော့အခုဖြစ်နေပြက်နာအတင်မကျေနပ်တဲ့အရာတွေအားလုံးပါလဲမကျေနပ်တာမို့တင်းအတွေးပြောင်းအောင်ပါတင်းရန်သူမမားစေနဲ့Come on ခင်ဗျရန်သူမားနေပြီခင်ဗျတိုက်တဲ့ရန်သူမားနေတယ်ဣသလလူမျိုးတွေကမောရှေဆေလွတ်လိုက်တယ်ခါနာပြေသွားပြီးတော့စူးစမ်းပါတယ်ဘယ်နှယောက်လဲကွဂျေဇုရန်တင်တယ်12ယောက်12ယောက်ကသွားစူးစမ်းတော့ဘယ်နှရက်ကြာလဲခင်ဗျရက်40ကြာပြီးပြန်ရောက်လာတဲ့အချိန်မှာ10ယောက်တွေးတဲ့ပုံနဲ့2ယောက်တွေးတဲ့ပုံမတူဘူးခင်ဗျ